pin we pop where la exploding trees yet the witcher along it is sound when yam yoma don't take on it that jay you joy at the bodyဒါဟာတစုံတစ်ယောက်ကဖြစ်ခတ်နေတာမျိုးမဟုတ်ပဲတစ်ပင်တွေကပေါက်ကွဲနေရဆိုတဲ့အတန်ဆိုတာကိုသင်သိပါသလားဒါကိုသိပ္ပံလို့ frost cracks လို့ခေါ်ပါတယ်အပူချိန်ကရုတ်တရက်အစမတန်ကျဆင်းသွားတဲ့အခါတစ်ပင်ထဲမှာရှိတဲ့တိရည်နဲ့ရေဓာတ်တွေဟာခဲသွားပြီးထုတဲ့ပွာလာပါတယ်အဲ့ဒီအခါမှာတစ်ပင်ရဲ့အတွင်းပိုင်းမှာ PR တွေရမ်းများလာပြီးအပြင်ဘက်တစ်ခေါက်တွေကိုဖြတ်ပြီးတော့ downlight အကြောင်းကြီးတွေဖြစ်သွားစေတာပါဒီလိုအကွဲသွားတဲ့အချိန်မှာထွက်လာတဲ့အသက်ဟာပေါက်ကွဲတဲ့နဲ့တူတဲ့အတွက် exploding trees လို့အမည်တွင်တာပါအခွန်ပါတဲ့တစ်ပင်တွေမှာပို့ပြီးတော့ဖြစ်တတ်လေရှိပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါဟာဘုံပေါက်တဲ့လိုမျိုးတစ်ပင်တစ်ခုလုံးအစိတ်မွားလွန့်ထွက်သွားတာတော့မဟုတ်ပါဘူးဒီတန်ရာကြောင့်တစ်ပင်တွေတည်မသွားပေမဲ့အမာရွတ်တွေတော့ကြံခဲ့ရပါတယ်ဒီလိုတဘာဝတရားရဲ့ထူးခြားတဲ့တုံ့ပြန်မှုတွေကအရန်ကိုအံ့ဩဖို့ကောင်းပါတယ်အခုလိုစိတ်ဝင်စားစရာပုထုတာတွေအတွက်ကျွန်တော်တို့ channel လေးကို follow like subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော် bye for now